Chance 1, 2, 2. โอ้ว่าฟักไปสปริงก็ฟักแทนนะไอ้อากูไป Chance 1, 2, 2, 2. အဲ့လိုမသွားဘူး။သွားခြင်းအကောင်သွားတာတက်တက်ရှိတယ်။အကောင်ကရှုပ်တယ်တခါလေးထည့်ပေးတယ်။ထည့်ပြီးရအောင်တက်တက်ရှိတယ်။ဝမ်းအောင်လက်ထောက်တော့နေ။အောင်သွားတော့တင် Chance 1, 2. ။အမော်နီတာတဲ့တောင်မှအဲ့လို rubber flat ပဲသွားခြင်းလား delay flat သွားခြင်းလားသွားခြင်းတဲ့ဟာကိုသွားခိုင်းလို့ရတယ် Chance 1, 2. ။အမော်နီတာတဲ့သွားတာနော်။ဟိုရှိတော့နဲ့မဆိုင် Chance 1, 2. Chance 1, 1, 2, 2. အဲ့နေပြီအစနေပြန်ပြီး အဲ့ကောင်ဒီဖေးတောင်းလို့ ။ကိုကြီးထည့်ခြင်းနဲ့ monitor ဟုတ် ထည့်ခြင်းနဲ့ monitor ရင် select ထောက်ထောက်ပြီးဒီကောင်နှိပ် fader flip အဲ့ကောင်နှိပ်ပြီးတော့ဒီကောင်နှိပ်ဒီကောင်နှိပ်လိုက်ပိုင်းအောင်နေပေါ်လာတာဒီက slide က2ချောင်း view 2ချောင်း view အဲ့မှာကွာဒါ73နဲ့ညီမျှတယ်73အကူ1ပေါ့ဗျအကူဒီကောင်73 14 15 16ခုအပြင်မှာတကယ်အဲ့ဒီ mic line ထဲမှာတကယ်ထည့်ထားတာ14 15ပဲထည့်တယ်အဲ့မှာအော်ကြည့်လိုက် 1. level တက်တော့လည်းမြန်ဒီနှစ်စုံပဲတက်တယ်ဒီကောင်မတက်ဘူးဒီကောင်မတက်ဘူး Hello. ဒီမတင်ထားတဲ့ဟာကြီးကိုဟိုအပြင်ဘက်မှာ mic line မှာဟိုမတင်ထားမသုံးခဲ့တဲ့အကူကြီးကိုသွားပြီးတင်လက်အလကားပဲအဲ့မှာကွာဒီအကူနှစ်စုံပဲသုံးထားတယ်ဒီကောင်တင်ရင်ဒါဟောသွားပြီ Chance 1, 2. ဒီကောင်တင်ရင်လည်း monitor ထဲပဲ effect ကျင်မှာဟိုရှေ့ထွက်နဲ့မဆိုင် Chance 1, 2. ကို monitor ထဲမှာ delay ပဲသုံးနေတယ်ဟေ့ဆိုရင် delay ပဲတင် Chance 1, 2. ဒါပဲ ပြင်းလို့တော့အဲ့ အဲ့တော့ပြန်ဖြောက်ဒါပဲဒီကိုထည့်ခြင်းနဲ့ monitor ကိုဆက်လက်ရင်ထောက်ပြီးဒီ fader flip ဒီကောင်နဲ့နေပြီးဒီကောင်နဲ့ဒီကောင်တော့ဒီကောင်နဲ့ဒီပိုင်းအောင်နှစ်ချောင်း view ဒါပဲဖြောက်ခြင်းကောင်ဖြောက်ပြီးဒီကောင် import ဟာပြန်ပြီးဒီ ဖေးကလည်းဒီကောင်နဲ့ပဲပြန်ပြောင်း ဒီကောင်လည်းပဲပြန်ဖြောက်ကိုဒီပင်ရင်မူရင်မိုက်ကြီးမှာဟိုကတဲ့မလား delay ပိတ်ထားခဲ့ပြီးတော့ဟို monitor ထဲမှာ delay ယူခြင်းလို့မရဘူးအဲဒီသဘောတရားတော့လည်းမသိထားဘူးခုနက compressor နဲ့ gate ဒါအရေးကြီးတယ်ပြီးတော့48ဖို့ line ချင်းစီ CO2 တွေပါတယ်ဆိုတော့ဆက်လက်ထောက်ပြီး48ဖို့ကျွေးဒါဆိုအခုထားပါဒီနံပါတ်4 line 48ဖို့ကျွေးထားတယ်ဒီ1 day line ရင်တော့1 byte ကိုကျွေးမထားရတဲ့1 byte ဆက်လက်မရှိဘူးဒီကောင်ကျွေးထားတဲ့ဟာဆိုရင်မရှိဘူးကွာဆိုးရင်စရာမလိုချိုးရတော့ဗျာရောထွေးနေတာဒါကြီးနေလေဒါကြီးနေတာဒါကြီးနေတော့လေဒါကြီးနေထားတဲ့အတွက်ဒါကြီးပါမှာပဲထင်းနေမှာမပါဘူးကိုဒီထောက်တဲ့ပုံမှာဒါခရပဲနံပါတ်4 byte ကို CO2 byte ဖြစ်တဲ့အတွက်ဒီကောင်ထောက်ထားတဲ့ slash မှတ်တိုင်းက48ဖို့ကျွေးတယ်ဒီကောင်နှိပ်တဲ့ဒီကောင်မပါဘူးလောကတ်တွေဆိုလည်းဒီကောင်လောက်ထားဒီမိုင်းမှာဘာမှချိန်စားမှမချိန်ထားတဲ့လောကတ်မရှိဘူး48ဖြုတ်ချင်တယ်48ဖြုတ်လိုက်နံပါတ်4က my line မှာ48မပါတော့ဒါပဲဒီကကို slash ချိန်ရင်တဲ့အာယုံကတစ်မျိုး slash ထောက်ထားတာတစ်မျိုးကြီးကြိုက်တယ်လို့ချိန်မလို့မရဘူးအဲ့အောင်သွားပြီးရွာလဲပြီးချွေးပြန်သွားမယ်အဲ့ဒါရပြီနော်